ပွားရွှေဆိုတော့ကြောက်ပွင့်ကိုကြည့်တယ်ကွာအခုဆိုရင်အနောက်မှာဆရာလက်နဲ့ပိတ်ထားတယ်မလားအနောက်မှာလက်နဲ့ပိတ်ထားတဲ့ခါညှို့ပေါက်ရှိနေရလေအနောက်မှာလက်ဖွင့်တဲ့ခါညှို့သေးလားအဲ့ဒါသူ့ကိုအလင်းနည်းနည်းပူပေးတဲ့ခါမှာဒီကောင်နောက်သွားတဲ့ခါကျတော့မင်းဒီကြောက်ကိုအပေါ်လက်ဖွင့်အောက်လက်ဖွင့်ကြည့်ပါလားဒီအကြည့်ပေါက်မရှိတော့ဘူးသူ့ကိုခါထားမင်းမှတွေးထားလို့အဲ့ဒါကြောက်တွေးပညာဆိုဒါကိုခေါ်တာလုံးပြီးမှချောသွားအောင်ကတော့ကွာဘယ်နာတင်ဘာမခက်ဘူးဒါပေမဲ့အဲ့ဒီပညာရက်တွေကခက်ခဲတာဒါကြောင့်မို့တခါကျမင်းတို့ကြောက်တွေးဆိုတာအဲ့ဒါအခုဆရာနေမှာမင်းတို့ပြပြတယ်ကွာဒီနားလေးကိုငါဝဲရတယ်ဒီနားကိုမကြည့်တော့ဘူးဆိုတာနင်တို့ကြောက်တွေးဘူးတဲ့ကောင်ကငါတခွန်းပြောနားလေပြီလေနည်းနည်းမှမတွေးဘူးတော့ဘာဒီဘူးတော့ဘာပြောနေမှမသိဘူးအဲ့ဆိုတော့ကြောက်တစ်ခုကိုမင်းတို့ကတွေးဘူးလို့ရှိရင်ငါတို့ကကြောက်ကိုကြည့်မှဆိုရင်ငါတပည့်ကြီးမင်းဒီကောင်ခါမှာသွားပြီးမှစက်ကူနှစ်ပြားဆိုတော့တော်ဝဲလိုက်လို့တခွန်းပြောနေကိုမင်းအိမ်မှာမင်းတွေးလို့ရပြီမင်းဒီကောင်ချက်ကိုလုံးဝမထိနဲ့နော်ချက်ကိုထောက်ထားချက်ကိုဖမ်းထားချက်မဖမ်းဘူးဆိုရင်ခေါင်းဖွေးသွားမယ်တမျိုးသူရဲ့ချက်နေရာကိုမဖမ်းထားဘူးဆိုရင်ခေါင်းဖြူသွားမယ်ဘာဖြစ်လို့လဲသူကမျိုးနှုတ်တဲ့ညာလားအဲ့တော့ကြောက်မျိုးနှုတ်အရင်ကိုကြည့်ဆိုဘာနဲ့ကြည့်လဲဆိုရင်ခဏဆရာပြောတဲ့မီးနဲ့ပြမှာကြည့်ရတာဒီပုံစံနေနည်းနည်းပူညို့တယ်ကွာသူ့ကိုနည်းနည်းဖွင့်လိုက်ရင်အလေကညို့တဲ့စာနည်းနည်းဖြူသွားပြီဆိုရင်ဒီကောင်ဖွင့်လေမင်းဒီပွင့်ကိုယူမှတော့ပြင်ပြီးပြင်ပြက်ပြီးကြောက်အဲ့ဒါမျိုးကိုပညာလို့ခေါ်တာကြောက်တွေးတဲ့ခါမှာအဲ့ဒီအချက်တွေကအဲ့တော့ကြောက်တစ်ခုတွေးထားတာကိုကြည့်ပြီဆိုရင်ဒီကြောက်ဟာ तू ဘာတွေးမှားထားတယ်လဲသူ့ရဲ့ကြောက်မျိုးတန်းကြောက်တန်း level နဲ့တွေးရမယ့်ပုံပန်းတန်းဘာလွဲနေပြီလဲဒါကြည့်ရတာငါတို့ကဘုံတို့ကြောက်ဝဲမှာတော့အဖွေးကောက်တယ်ဆိုရင်ငါတို့ကအဲ့ဒီအချက်ကြည့်ရမှာဒီကောင်ဘာနဲ့တွေးထားတယ်လဲဩဒီကောင်ဒီပုံစံတွေးထားဆိုငါဘာတော့ပြင်မလဲဖွင့်ထားတဲ့ကြောက်ကိုတပိတ်ရမလားပိတ်တဲ့ကြောက်ကိုဖွင့်ရမလားပိတ်နေတဲ့ကြောက်ကိုဖွင့်မယ်ဆိုရင်ကြောက်မျိုးတန်း level တင်းမရမှာပေါ့မျိုးတန်း level နှုတ်တဲ့ဥစ္စာကိုတွားမှတော့ဖွင့်လို့ရှိရင်မင်းနာကားမလေနောက်တစ်ခုကဘာလဲဆိုရင်အပွင့်လိုင်းမှာဆိုရင်အရေးနဲ့ဘယ်လိုပြီဆိုရင်အရေးဆိုရင်ဒီကောင်ဘာအတခါနဲ့တိဆောက်တယ်လေကြောက်မျိုးကြောက်သားကြောက်စီမှာအတခါအရန်စကားပြောတယ်အပွင့်မှာကြရင်ကြောက်စီတဲ့စကားပြောတယ်ဘာကြောင့်လဲကြောက်စီကောင်းတဲ့ကြောက်မှလဲ့တာတချို့ကဒီအရေးလည်းအရန်လာတယ်အတခါလည်းအရန်လာတယ်ကြောက်မျိုးရောအရန်လာတယ်ကြောက်သားလည်းအရန်စီနေပြီဒါမှကြောက်သားအရေးကတေနေတာအဲ့လိုတေရချင်းကြောင်းကအစီမရှိလို့ကြောက်စီရှိတဲ့ကောင်ကြတော့လေဒီလိုထောက်လိုက်ရင်အရေးကအောက်မှာဒီလိုပြန်ထောင်ရင်အရေးကအောက်မှာဥပမာအပွင့်တစ်ခုကိုကြည့်တယ်ပေါ့ဗျာဒီလိုအပွင့်တစ်ခုကြည့်လိုက်တယ်လှည့်လိုက်ပြီဆိုရင်အရေးကဒီဘက်ကိုများနေပြီဟိုဘက်ပြန်လှည့်ရင်ဒီဘက်ကိုအရေးများတာအဲ့လိုအရေးလှည့်ပြီးမှနေတာအစီများလို့ဆရာရဲ့ဒီကြောက်ရဲ့အားအကောင်းဆုံးအချက်ကကြောက်စီအရန်ကောင်းတာ